ဒီနေ့ကတော့အာလူပင်တပင်ရဲ့စမ်းကြယ်လွန်လာတဲ့ကြီးတွားရှင်သန်ပုံစင်စင်ကိုပြောပြပေးသွားမှာပါအာလူပင်ဟာထူးခြားတဲ့ကြီးတွားမှုအစဉ်စဉ်ကိုဖြတ်တန်းရပါတယ်အစာပိုင်းမှာတော့မြေအောက်မှာရှိတဲ့အာလူမျိုးဦးရဲ့အဖူးအကျင့်လေးတွေကလေအညောင်များစတင်ထွက်လာပါတယ်နောက်တစ်စစ်မှာတော့သေးငယ်တဲ့အမေလေးတွေဟာမြေစီလွားတဲ့ကိုပြန့်နှံ့သွားတဲ့အမြင့်ဖွံ့ဖြိုးမှုအစဉ်ရောက်လာပါတယ်ထို့နောက်အညောင်တစ်လေးတွေဟာမြေပြင်ပေါ်ကိုတိုးထွက်လာကြပါတယ်အပင်ကြီးတွားလာတဲ့ကာလမှာတော့အရွက်တွေဟာကားထွက်လာပြီးနေရောင်ကြီးကိုစတင်ဖန်ယူကြပါတယ်အဲ့ဒီနောက်မြေအောက်မှာအာလူဦးစတင်ဖြစ်ပေါ်စေပြီးမြေလျှောက်ပင်စီ stolons လေးစတင်ဖြစ်ပေါ်လာပါတယ်အာလူဦးကြီးကြီးတွားလာတဲ့အခါမှာတော့ထိုးလောင်ထားတဲ့အာဟာရဓာတ်တွေကြောင့်အာလူဦးတွေဟာဖောင်းကြွလာပါတယ်အပေါ်ယံမှာပန်းပွင့်လာတာဟာအပင်ရင့်ကျက်လာတဲ့အချက်ပြမှုဖြစ်ပြီးဥရေစီကိုအာအိမ်တွေစူးစီးရောက်ရှိသွားချိန်မှာတော့မြေပေါ်ကအရွက်တွေဟာစတင်ဝါလာပြီးရင့်မေတဲ့အစဉ်ကိုရောက်ရှိလာပါတယ်နောက်ဆုံးမှာတော့အပြေဝဖွံ့ဖြိုးသွားတဲ့အာလူတွေကိုမြေအောက်မှာရိတ်သိမ်းနိုင်ပြီဖြစ်လို့အာလူပင်တပင်ရဲ့တန်တရားဟာပြီးဆုံးသွားပါတော့တယ်